ကိုဟာတိမ်တွေကိုလဲချစ်တယ်ဝေးဝေးကပဲငေးချင်နေမယ်ပိုင်ဆိုင်ရလဲဖြစ်တယ်သူပြောတာမြေရုံနဲ့ရောက်ဆောင်တဲ့တိုင်းတစ်ချုံနဲ့တော့ကိုအပေါ်မရောသူပဲမလဲနေဝင်ချိန်တွေကိုငေးချင်မေမပြေပေမဲ့ဝေးလို့နေတယ်အညိုရောကော်ဖီတစ်ခွက်ရဲ့အငိုရောတွေအိမ်မက်ရဲ့ကိုဝဲနိုင်ခဲ့တဲ့ရုပ်တရုပ်ရဲ့နဲ့ပေးရမယ်မပိုင်ဆိုင်နဲ့ဖြစ်တယ်ကိုဟာရတန်ငယ်ပေါ်ချင်မနေတာတချမ်း